ရုပ်ရှင်အကျိုးမကြည့်ခင်မဲပေးပြီး channel အမှောင်ထောင်းအတွက်ခမက်လေးနဲ့အားပေးဖို့မမေ့နဲ့နော်ဆိုတဲ့စကားနဲ့စလိုက်ရအောင်1864ခုနှစ်စစ်ပွဲမှာရှုံးနိမ့်ခဲ့ရတဲ့အပျက်အစီးတွေကြားထဲကနေဂျွန်နဲ့သူ့အကိုတို့ဟာအတ္တလန္တိတ်သမုဒ္ဒရာကိုဖျက်ပြီးမရင်းနှီးတဲ့နယ်မြေတစ်မှာဘဝတည်ဆောက်ဖို့လာခဲ့ကြတယ်။လွန်ခဲ့တဲ့9နှစ်လုံးသူတို့နှစ်ယောက်ဟာဒီကျန်းတန်းတဲ့မြေပေါ်မှာရပ်တည်နိုင်ဖို့အပြင်းထန်ရုန်းကန်ခဲ့ရတယ်။ဂျွန်ဟာသူ့ဇနီးမာရီနဲ့သူ့သားကို9နှစ်လုံးရင်ထဲကနေလွမ်းနေခဲ့ရတယ်။အခုက1880ခုနှစ်ဖြစ်ပြီးသူတို့ရောက်နေတဲ့နိုင်ငံကအမေရိကန်ပြည်ထောင်စုပါဇလန်းကအမေရိကန်ကဘူတာယုံလေးတစ်ခုမှာစတင်တဲ့ဂျွန်ဟာသူ့အကိုပီတာနဲ့အတူဒိန်းမတ်ကနေလာနေတဲ့မာရီနဲ့တားဖြစ်သူကိုစောင့်နေခဲ့တာ9နှစ်ကျော်ခွဲနေခဲ့ရပြီးနောက်ဆုံးရထားဆက်ရောက်လာတဲ့အခါဂျွန်ကသူတို့စီအပြေးသွားကြတယ်9နှစ်လုံးမတွေ့ခဲ့ရတဲ့9နှစ်အရွယ်သားလေးနဲ့ပါဂျွန်ကသူတို့ကိုပီတာနဲ့တွေ့ပေးပြီးတော့အဲ့ဒီနေရာမှာပဲလမ်းခွဲလိုက်တယ်ပီတာကကိစ္စတစ်ခုလုပ်เสียရှိလို့ပြီးတာနဲ့လိုက်လာမယ်လို့ကတိပေးတယ်အလွမ်းတွေပြေအောင်နမ်းပြီးတဲ့နောက်ဂျွန်ကသားနဲ့မိန်းမကိုမြင်းလဲပေါ်တင်ခေါ်လာတယ်လဲပေါ်မှာဖော်ရွေတဲ့လင်းမယားတွဲနဲ့နှုတ်ဆက်ကြတယ်ဒါပေမဲ့ရုတ်တရက်လူစိမ်းနှစ်ယောက်ဝင်လာပြီးလဲပေါ်ကတန်းစာထိုင်ကုန်ကသူတို့ဟာပါလို့လိန်ပြောတယ်အဲ့ဒီလူစိမ်းနှစ်ယောက်ကအနိုင်ကျင့်နေမှန်းသိတာပေမဲ့ပြဿနာမှာကြီးထွားအောင်အဲ့ဒီလင်မယားကပတ်စံပေးပြီးသားထိုင်ကုန်ကနေဆင်းပေးလိုက်ရတယ်လမ်းမှာတားအဖနှစ်ယောက်အိမ်အသစ်ဆောက်ပြီးအဲ့ဒီမှာပျော်စရာတွေအများကြီးရှိတယ်လို့ပြောနေကြပေမဲ့လဲပေါ်ကလူစိမ်းကနှွေးထွေးတဲ့အငွေ့တက်ကိုဖျက်ဆီးလိုက်တယ်မာရီကိုအရက်တိုက်ပြီးဒါကဒီမျိုးရဲ့ဒလေးပါဆိုပြီးပြောတယ်ဂျွန်ကပြဿနာမဖြစ်အောင်နည်းနည်းပဲတောက်ဖို့ပြောလိုက်တယ်ဒါပေမဲ့မာရီတောက်ပြီးသွားတော့အဲ့ဒီထဲကတယောက်ကမာရီကိုစော်ကားဖို့ကြိုးစားတယ်ဂျွန်ကသူ့မိန်းမကိုမထိနဲ့ရက်ဖို့တတိပေးတယ်လူစိမ်းကဒေါသထွက်ပြီးဂျွန်ကိုတနတ်နဲ့ချိန်နဲ့တယောက်ကမာရီကိုဆွဲထားပြီးနောက်တစ်ယောက်ကဂျွန်လို့ရင်ပြစ်မယ်လို့ချိန်ချောက်တယ်ဂျွန်စိတ်မရှိတော့တဲ့အခါမာရီကိုသူ့နားရွက်ကိုကိုက်ဖို့ပြောပြီးရုံရင်းဆန်ခတ်ဖြစ်အောင်လုပ်ပြီးတနတ်ထုတ်ဖို့ကြိုးစားတယ်ဒါပေမဲ့ဂျွန်ကမှားသွားတယ်တားလေးကစ်စတန်ကိုတနတ်ကောက်ဖို့ဆေလွတ်လိုက်မိတယ်အဲ့ဒီအခါမှာပဲသူတို့နှစ်ယောက်ကသူ့ကိုဖမ်းမိသွားတယ်အခုတော့ဂျွန်ကအရေးနှိပ်သွားပြီးမာရီကဓာစာခံဖြစ်ဖမ်းခံထားရပြီးသူတို့ကဂျွန်ကိုလဲပေါ်ကနေခုန်ချဖို့နောက်ပြန်ရေတွက်နေတယ်မခုန်ရင်ပြစ်တတ်မယ်လို့ဂျွန်ကမခုန်တဲ့အခါသူတို့ကဂျွန်ကိုလဲပေါ်ကနေတွန်းချလိုက်ပြီးမာရီနဲ့ကစ်စတန်ကိုပဲကြံခဲ့စေတယ်ဂျွန်ကနာကျင်မှုကိုခါထုတ်ပြီးမိသားစုနောက်ကိုအသက်မကုန်ပြေးလိုက်တယ်ဒါပေမဲ့အမောင်ထုကအတားအဆီးကြီးဖြစ်ပြီးလဲကျပြီးလှဲကိုမျက်ခြေပြတ်သွားတယ်တညလုံးအားနေတဲ့အင်အားနဲ့လမ်းလျှောက်လာပြီးနောက်ဆုံးမှာအိမ်နောက်တစ်လုံးကိုရောက်လာတယ်အထဲမှာလူမရှိဘူးဆက်ပြေးလာတော့သူမမြင်ချင်းဆုံးမြင်ကွင်းကိုတွေးလိုက်ရတယ်လူမကောင်းတွေကတတ်သွားတဲ့သူ့မိန်းမနဲ့တားရဲ့အသက်မရှိတော့တဲ့ရုပ်အလောင်းပဲခုနှစ်နှလုံးဆောင်းခဲ့ရတဲ့နေ့ဟာသူ့မျက်စိရှိမှတင်လူရုပ်မာတွေကဖျက်ဆီးသွားခဲ့ပြီးတားဖြစ်သူအလောင်းကိုထမ်းပြီးနည်းနည်းလျှောက်လာတော့မြင်းလဲသမားတွေပါတည်နေတာကိုတွေ့တယ်ကစ်စတန်ကိုချထားပြီးတနက်ကောက်တယ်သူတို့ဝေးမပြေးနိုင်သေးဘူးလို့ယုံကြည်တယ်သူတို့တဲကတယောက်လောက်တာကိုမြင်တော့ပြစ်တက်လိုက်တယ်နောက်တစ်ယောက်ကတော့ဘောင်းဘီတောင်မဝေးရသေးဘူးသူတို့ဘလောက်ရုံမှလဲဆိုတာသိတာတယ်ဒီလူကဒဏ်ရာရပြီးထွက်မပြေးနိုင်တော့တဲ့အခါအသက်ချမ်းသာပေးဖို့တောင်းပန်တဲ့ကစ်စတန်ကိုတတ်တာသူမဟုတ်ဘူးမာရီလည်းမတည်သေးဘူးလို့လိန်တယ်ဒါပေမဲ့ဒေါသကဂျွန်ကိုလွှမ်းမိုးထားတာကြောင့်တနက်ထဲကကြည်အားလုံးကိုသူ့ခန္ဓာကိုယ်ထဲထည့်ပစ်လိုက်တယ်ဒါကပဲဒီဇာတ်ကားရဲ့အစပါပဲဆက်မကြည့်ခင် like လေးနှိပ်ပြီး channel ကို subscribe လုပ်ဖို့မမေ့နဲ့နော်လူဆိုးတွေကိုတက်ပြီးနောက်ဂျွန်ကမိသားစုအလောင်းတွေကိုမြင်းနဲ့အိမ်ပြန်တဲလာတယ်ပီတာပြန်လာပြီးမြင်တော့မင်းညကညီဖြစ်သူရဲ့မိသားစုတစ်ခုခုဖြစ်ပြီးဆိုတာချက်ချင်းသိလိုက်တယ်တစ်ဖက်မှာလည်းမြို့တစ်ခုလုံးထိတ်လန့်နေတဲ့မြို့ပြင်တော်ထဲမှာလူအများကြီးအသက်ခံရတာကိုတွေ့လို့ပဲအဲ့ဒီထဲမှာအဲ့ဒီမြေရဲ့အာဏာရှိဆုံးကြောက်စရာအကောင်းဆုံးဗိုလ်မှူးကြီးဒဲလာယူရဲ့ညီလည်းပါပါတယ်ဒဲလာရူးကဒေါသကြီးနဲ့အမိန်ပေးတယ်သူ့ညီကိုတတ်တဲ့လူသက်သမားကိုနာယူဝက်အတွင်းအရှင်ဖမ်းလာပေးဖို့မဖမ်းနိုင်ရင်မြို့ထဲကလူနှစ်ယောက်ကိုသူ့ညီအတွက်အစားထိုးတက်ပစ်မယ်လို့နှစ်နာရီပြည့်တဲ့အခါရဲတွေကလူသက်သမားကိုမဖမ်းနိုင်ဘူးဒါကြောင့်လူနှစ်ယောက်ကိုရွေးရတဲ့တယောက်ကတားရည်ဆိုင်ပိုင်နဲ့အဖွားကိုတယောက်သူကိုယ်တိုင်ကသူ့အသက်ကြီးပြီမှုတေဖို့ဆန္ဒရှိတယ်လို့ပြောပြီးထွက်လာတယ်သူ့မြေးကိုမှာပြီးတော့ဒဲလာယူစီသွားဖမ်းခံတယ်နောက်တစ်ယောက်ကခြေထောက်နှစ်ဖက်စလုံးမတန်ဆွမ်းတဲ့လူတွေကသူကအတုံးမကျဆုံးသူလို့တတ်မှတ်လို့ရွေးလိုက်တယ်ခြေမတန်တဲ့သူကိုတက်ပြီးနောက်ဒဲလာယူကအဖွားအိုကိုရက်ဆက်ပြစ်တက်တယ်ဒါတင်မကသေးဘူးသဘောတူညီချက်မှာမပါတဲ့နောက်ထပ်တစ်ယောက်ကိုထပ်တက်တယ်ဒါကသူ့ညီအတွက်မလုံလောက်ဘူးလို့ခံစားရလို့ပြီးတော့လူတွေရှိမှပြောတယ်လူသက်သမားကိုမမိမချင်းဘွားခရီးမျိုးကနေကာကွယ်ကြီးကိုနှစ်ဆတိုးကောက်မယ်လို့ဒါကြောင့်မြို့တော်ဝင်တဲ့ရဲအုပ်အပေါ်ဖိအားပိုများလာတယ်
ညနေမှာမြို့သူမြို့သားအားလုံးအသက်ခံရသူတွေအတွက်မြုပ်နှံပွဲလုပ်ကြတယ်ဂျွန်ကလည်းသူ့မိသားစုကိုမြုပ်နှံတယ်သူတက်လိုက်တဲ့သူကဒဲလာယူရဲ့ညီဆိုတာသူမသိသေးဘူးမြုပ်နှံ